မများဟာငါအောင်မြေမှငါပိန်သွားမှဒါမှမဟုတ်ငါရက်ဒီအကျင့်ဆိုကြီးဖျောက်သွားမှငါကိုငါကျေနပ်မယ်ဆိုတဲ့အတွင်းနဲ့ကိုပြုပြင်ဖို့ကြိုးစားလို့ရှိကြပါတယ်။ဒါပေမဲ့ Mel Robbins ကဒါဟာမိမိကိုတိုးတက်အောင်လှုပ်ဆောင်ရမှာအကြီးမားဆုံးသောလိန်ညာမှုချစ်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့ဟာကိုမုန်းတီးတဲ့စိတ်အပြစ်ရှိတယ်လို့ခံစားရတဲ့စိတ်တွေနဲ့အပြောင်းလဲတစ်ခုကိုခိုင်မာအောင်မတီးဆောင်နိုင်ပါဘူး။တကယ်တမ်းပြောင်းလဲခြင်းတဲ့ဆိုရင်လက်ရှိနေတဲ့ကိုယ့်ရဲ့အခြေအနေအရရက်ကိုအရင်ဆုံးလက်ခံပြီးချစ်ခင်ပေးဖို့လိုအပ်ပါတယ်။ကိုအပြစ်တင်နေခြင်းကစွမ်းအင်တွေကိုကုန်ခန်းစေပြီးတက်ကြွမှုကိုလျော့တဲစေတာကြောင့်အပြောင်းလဲအတွက်လိုအပ်တဲ့ခွန်အားတွေကိုပျောက်ဆုံးသွားစေပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့အများအကြိုက်လိုက်ရတဲ့ PR people pleasing ဖြစ်ပါတယ်။ကျွန်တော်တို့ဟာတခြားသူတွေရဲ့အထင်ကြီးမှုကိုရဖို့ဒါမှမဟုတ်နားလည်မှုလွဲမှာကိုကြောက်တဲ့အထက်ကိုတကယ်ဖြစ်ချင်တဲ့စန္ဒတွေကိုစတီးပြီးလူအများရဲ့မျှော်လင့်ချက်အတိုင်းနေထိုင်တတ်ကြပါတယ်ဒီလိုနေထိုင်ခြင်းကကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုပျောက်ဆုံးစေပြီးရေရှည်မှာစိတ်ပင်ပန်းနွမ်းနေမှုကိုဖြစ်စေပါတယ်မဲကမိမိကိုရွေးချယ်ခြင်းဆိုတာတကူကောင်းဆန္ဒမဟုတ်ပဲကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအတွက်မရှိမဖြစ်လိုအပ်တဲ့ super power တစ်ခုဖြစ်တယ်လို့ထောက်ပြထားပါတယ်။ညီကုန်းချုပ်အနေနဲ့စစ်မှန်တဲ့စိတ်ချမ်းသာမှုဟာအပြင်ဘက်အောင်မြင်မှုတွေမှာရှိနေတာမဟုတ်ပဲကိုယ့်ရဲ့အမှားအယွင်းတွေအားနည်းချက်တွေနဲ့အတူကိုပွင့်လင်းရိုးသားစွာလက်ခံနိုင်မှုမှသာရှိပါတယ်။တခြားသူတွေရဲ့အမြင်မှာအသက်ရှင်နေမိအကြကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်သတ်မှတ်ပြီးနေ့စဉ်ဘဝမှာကိုအားပေးရဲ့အလေးအထက်ကိုမွေးမြူဖို့ Mel Robbins ကတိုက်တွန်းထားပါတယ်။ဒီလိုစိတ်နဲ့စိတ်ထားပြောင်းလဲလိုက်ခြင်းကသာတင့်ကိုအမုန်းတရားတွေထဲကနေကယ်တင်ပြီးစစ်မှန်တဲ့တိုးတက်မှုစီကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်။ဒီအနှစ်ချုပ်ထဲကမှဘယ်အချက်ကတင့်ရတဲ့အထီးမိဆုံးထင်မလဲခင်ဗျာ။